ဒီနေ့ဗီဒီယိုမှာ bro food ထဲမှာ fruit shake က rosa မှာဖြစ်ပါတယ်။အဲ့ကြောင့်ဗီဒီယိုလေးကိုရေးစင်ကူလိုက်ရအောင်။အဲ့ဆိုကျွန်တော်အခုဇီယိုလက်ရှိသွားမယ်။ဇီယိုလက်ရှိသွားပြီးကျွန်တော်line နဲ့စိုးနေဗျ။ရပြီ။ဘာဒီအိမ်ကြော့နေရတယ် event ပြီးပြီမဟုတ်ဘူးလားရောခဏနော် event ပြီးပြီမဟုတ်လားရော event ပြီးပြီမလားဟုတ်တယ် noti တက် event ပြီးပါပြီပြီးပြီဗျဟိုပါလဲစာပါရဲ့အကုန်လုံးမဖြတ်ရသေးဘူးဗျ review လက်ချင်မှာ fruit လဲမယ် gacha လဲမယ် gacha လဲဗျာမတိကယ်လေးမတိကယ်ပေါ့ရမယ်နော်မတိကယ်လေးဟော what oh that fruit ပေါ့လို့3ရ that fruit vivo နဲ့ veno vivo တို့လာနေကြများနေရဗျveno ကလည်းသူ့ရဲ့ပုံချမ်းတွေလည်းပြီးနေပြီနော် dash ကတော့ပုံစံတော့မထွက်လာသေးဘူး veno ရဲ့M1 ရတော့လာတယ်ဆိုပြီးပုံတော့ထွက်လာရဗျveno vivo တော့veno fruit တွေပဲစုထားကြပါ veno fruit skin မလား fruit လားထွက်မလားဆိုတာသိသေးဘူးဗျကျမတော့ veno တလုံးရှိတယ်တခြားကောက်တွေမှာလည်း veno သိမ်းနိုင်ဗျ veno fruit ဟုတ်နောက်တစ်ခါလဲဖို့စောင်း A few moments later ရပြီလားမသိဘူးဘယ်လိုလဲတန်းပိတ်လာရပြီလားမသိဘူးတော်တော်စောင်းလိုက်ရတာကြီးကိုအခုချိန်မှာဆက်စောင်းလိုက်ရ A few moments later ဖူးဖောက်လာပြီဖူးဖောက်လို့ရတော့ပြီတင်တယ်စောင်းကြာတော့ကြာနေပြီတော့ကျွန်တော်စောက်ကြာပြီပဲလိုင်းနဲ့တိတ်မကောင်းကွာဒေါသအတွက်အေးရဖောက်မယ်ဘာရမလဲဘာတွေရမလဲဟေးဘာရမလဲမတိကဲရမယ်မတိကဲမင်းတို့ကွာအဲ့လောက်ကြီးရစက်တာရမတရားဘူးလားလို့လုံးလားနောက်ကစောင်းအောင်မယ်ကွာမင်း fruit ကောင်းရရင်တော့ view ကပိတ်လို့ရတယ်ဟုတ်နောက်တဲ့တစ်ခါ fruit လှည့်အောင် A few moments later A few inches later ခုရောက်ရှိနောက်တဲ့ spring မို့ရောက်ရှိလာပြီထပ်သွားမယ် item လေးနဲ့သွားမယ်ဒီလို item လေးနဲ့အဲ့မှာမသိကြပေါ့လေဟာ nice အဲ့လိုပေါ့ကောင်းလေရိုက်မှရတာမဒီကောင်းလေဇီယူလောက်ကိုအဲ့လိုပြီးအဲ့လိုရိုက်တက်တော့မှပေါက်လာတယ်ရှူပြီးဒီလိုချိုးပြီးဒီလိုရောဒီလိုပါချိုးအကောဒီလိုတွေပါကျုံအဲ့လိုကျုံပုတ်တာပြောင်းပြီးပါကျုံဖောက်မယ်မတိကဲလေးနော်မတိကဲပေါက်မှရမတိကဲပေါက်မှရမတိကဲလက်ကျဖီနေတော့ဖြစ်တယ်ကွာဟာအဲ့လောက်ကြီးဆိုးတာရတော့စိတ်မပြေတော့ဘူးလို့ကွာနောက်ကစပင်းတော့မှပဲရရမယ်တဲ့နဲ့တွားလိုက်အောင်တော့တဲ့စပင်းမို့ fruit က4ကမြောက်ဖြစ်သွားပါပြီ4ကမြောက်ဆိုကျွန်တော်တော့ဖောက်အောင်ဗျတော်ဆောင်းနေတယ်ဒီမှာတော့ရမှာပြန်ပေါ့ဒီကဖောက်ဖို့တော်ကြာပြန်ဆောင်လိုက်အောင်ဗျာဟုတ်ကဲ့ပါခုနအကောက်မှာကဂျွေးလိုတယ်လို့ဆိုရင်ကျွန်တော်နောက်တစ်ကောက်နဲ့
ဂါချာလဲပါဖြစ်ပါတယ်ခုသွားလိုက်အောင်တူဖောက်ဒီကောင်ခဏနေမကမရှာဝါနဲ့ပြင်မရဒီကောက်ထဲမှာကျွန်တော်တိန်းထားတာအများကြီးရှိဒီကောက်တွေကအစောကြီးကျတဲ့ဒီကောက်တွေကဒီကောက်တွေကျွန်တော်ကြိုက်ဆုံးကောက်ပဲဒီကောက်ကြိုက်ဆုံးပဲပြစ်ပြီးဖောက်မှာပြီးဒီလိုရောဘောမောင်းလိုက်ဒီဖောက်ပဲဗျာဆိုတော့တန်လေးနဲ့ပိတ်ပြီးတော့ပေါက်နေလေဆိုတာကြည့်လိုက်အောင်နော်ဘာလေးပေါက်မလဲဘာလေးပေါက်မလဲဟောဘတ်တဲ့ဟောကြီးလိုင်းမကောင်းမနဲ့လိုင်းမကောင်းမနဲ့အောက်မှာပေါ်နေတော့ No! God, please, no! No! တဲ့တဲ့နှခါရှိပြီတဲ့နှခါရှိပြီဒီလေးကမြောက်သွားတော့မရသေးဘူးကားချဲလိုက်ရအခုချိန်ကြီးမရသေးဘူးဘောသားထွက်လာစတိုးထားလို့ရလားမသိလိုင်းနဲ့သိမကောထိတ်ကြမယ်ငါလည်းခါတယ်ဒီကောင် draw လိုက် dash ယူရောလာရင်တော့ dash fruit တွေကောင်းအောင်ထိတ်မယ်ထိတ်ကြမယ်ကောင်ကနေထိတ်ချင်တယ် full ဖောက်တဲ့ဗီဒီယိုက trade တဲ့ဗီဒီယိုဖြစ်ကုန်တယ်ကျွန်တော်ထိတ်မယ်လာပါဗျဟာခြေရလားမသိဘူးကျွန်တော်ဒီဘက်လာတော့ဟိုဘက်သွားခမ်လာပါကွာမင်းတို့ညကလာပြီတော့အဲ့လိုပြစ်ပစ်လိုက်ထွေးကြမယ်ကလေးတို့ရေငါထိုင်မထိုင်ဟိုဘက်အောင်နေထိုင်ကျေးဇူးတင်နေဒီကောင်ထဲမှာဘာရှိရပြောပြမလားထိတ်လိုက်တော့3ဓာရီရှိပါတယ်ဒီကောင်ထဲမှာဓာရီရှိပါတယ်ကျွန်တော်တို့ဆောင်းကြမ်းရတယ်ပဲဖိုင်ဒီပေးမယ်ပါပေးမယ်ဖိုင်ဒီပေးမယ်ပါဆောင်းရတော့တင်ကြတယ်နော်တင်ကြတယ်ဒီနေ့ fruit ကောင်းအောင်မရသေးဘူးခုမှ fruit ပေါက်တာ2လပဲ3လပဲရှိသေးတယ် trading video ပဲလုပ်လိုက်တော့နိုင်မကောင်းဗျဒိုင်းမွန်နဲ့မိန်ဒိုင်းမိန်ဒိုင်းမွန်ဒီလေးဘာမှမရအောင်စီးပြောထားတယ်မကမဝေးကြီးထိုးနေလို့ပါနော်ကျွန်တော်မကမဝေးခုမဲ့ဆိုရင်ဟိုင်းကပြီးရင်နေလေးလည်းချခဲ့ပြီနော်နေလေးလည်းချခဲ့ပြီဒါပေမဲ့နောက်တဲ့ဟာနေမကောင်းခုချိန်ဒီ fruit မဖောက်သေးဘူးပတ်သက်လည်းမရှိတော့နောက်တဲ့ထပ်ဖောက်ပါကြာအောင်ပါဗျဒီဗီဒီယိုလေးကိုမစသေးပါဘူးစတာပါဗီဒီယိုထပ်သွားအောင်မယ်နောက်တဲ့ထပ်စလိုက်အောင်ဟုတ်ကဲ့ပါကျွန်တော်ရောက်ရှိလို့လာပါပြီဗီဒီယိုလာဗီဒီယိုတော့ကြည့်အောင်ဗျာတော့ဖောက်မယ်ဒီကဖောက်ပြီးကျွန်တော်တော်လိုက်ကောဗျာပတ်သက်လည်းအဲ့လိုမရှိတော့ကျွန်တော်ကကောင်းပြီ
တိုင်းကောင်းကွာရပြီဆိုတော့ကာချာလေးရကျွန်တော်လှည့်တော့မယ်နောက်ဆုံးတစ်ခေါက်9ကပဲ4ကတော့ပဲလဲမှာတော့ပြဿနာမရှိဘူးတိုင်းကောင်းဗျာမတိကလေးနောက်ဆုံးတစ်ခေါက်မလို့မတိကလေး No! God, please, no! 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 မရတော့ကျွန်တော်စိတ်တူသွားပြီတောက်ရောက်ပေါက်တယ်တောက်ရောက်လို့မကောင်းတဲ့ဟာပြီးတယ်ကောင်းလည်းလုံးဝမပြီးဘူးဒေါသထွက်လာရာဥဆိုရင်ဒီမှာလေကျွန်တော်ကို follow လေးလုပ်ပေးကြပါဦး slide square လေးလည်းလုပ်ပေးကြပါဟုတ်အားလုံးပဲ bye bye